လူငယ်တွေမှာဥအောင်တို့တဲ့တာတဲ့အရင်းကြီးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုအချိန်ပဲအခုကိုယ်တိုင်အောင်ယူဆိုရင်ဒါအစိတ်30ဥအောင်တို့50ကျော်ဆိုနောက်ထပ်အနှစ်20ကျန်သေးတယ်လေအဲ့ဒီနှစ်20ကိုဥအောင်တို့ကပတ်စံပေးဝယ်လို့မရတော့ဘူးအဲ့ဒီ20ဆိုတာအရင်းကြီးပဲ53နှစ်မှာဥအောင်နဲ့တာအောင်လုပ်လို့ရတယ်အဲ့တော့လူတွေပြောတယ်ဥအောင်တိတ်အားကြတာပဲအားကြတယ်အခုဥအောင်ပြောနေတာတွေကလက်ရှိအောင်မြင်တာတခုမှမပါဘူးဆင်းရဲတော့ကဒုက္ခရောက်တော့ဟာတွေပဲပါခဲ့တာဥအောင်ဆိုလို့ချင်းဟလာအခုထိသတိရနေတာဗာလဲပြောရင်ចောင်းသွားတော့ကထမင်းချိုက်မပါဘူး9တန်း10တန်းចောင်းသားတယောက်ကစားကောင်းတဲ့အရွယ်နော်ထမင်းချိုက်ကိုမနဲ့ကလေးကတလုတ်ပဲတဝစားသွားလိုက်တာကားမမိလိုက်လို့ကုန်းချောင်း9မိုင်ကိုကုန်းချောင်းလျှောက်တယ်ဒါပေမဲ့ညနေ3နာရီခွဲနေ့လယ်12နာရီထိမစားသေးဘူး3နာရီခွဲထမင်းမုံစားချောင်းစားတဲ့အချိန်မှာဘယ်လောက်စားမလဲဆိုတာအဲ15 6နှစ်အရွယ်တွက်ကြည့်လိုက်လေအဲ့ဒီချိန်တော့ထမင်းစားလို့ငတ်ခဲ့တာအခုထိသတိရနေတယ်အဲ့တော့ဆိုလိုတာကအခက်အခဲတွေရှိမယ်မကြောက်ပါနဲ့အဲ့ဒီအခက်အခဲတွေကအခွင့်အရေးဖြစ်အောင်လုပ်ပါဥအောင်တို့လည်းအမြဲတမ်းအခက်အခဲပဲကြောက်ကိုမကြောက်ဘူးဥအောင်တို့လည်းအခုရွှေဆိုင်ချင်းအပြန်ဆိုင်ပေါ်လီကောင်းနေပဲเนาะနောက်ဆုံးဘဝမှာဒီကံကြီးဆိုတဲ့ဒီဝေဒနာကြီးဆိုတဲ့ဟာကြီးကလာမှာလေအဲ့ဒီအခက်အခဲမကြော်နိုင်ရင်အဲ့ဝေဒနာကြောက်ပြီးသိရင်အဲ့ဝေဒနာဒေါသနဲ့သိရင်ငရဲလေမောဟနဲ့သိရင်တိလိစ္ဆာန်လေလောဘနဲ့သိရင်ပိတ်တာလေအဲ့လောဘဒေါသမောဟသုံးခုကိုဘယ်လိုကြော်မှာလဲဆိုတာကိုနေ့စဉ်အခုကောင်းလို့ practice လုပ်နေတာနောက်ဆုံးဘာမှမတတ်နိုင်ဂုံတော်လေးပဲကိန်းပြီးတော့နေ့စဉ်အာစိဏကလှုပ်တဲ့ဟာလေးဆိုပဋ္ဌာန်းဆိုရွတ်နေကြလေးနဲ့သွားမလားဝိပဿနာနဲ့သွားမလားပေါ့ဒါကပြဿနာဆိုတာလူတိုင်းမှာရှိနေမယ်အဲ့တော့လူငယ်တွေကိုမှာပါရစေအင်မတန်တန်မိုးရှိသောအရေးကြီးသောအရင်းနှီးကြီးသည်အချိန်ဆိုသောအရာဖြစ်ပါသည်အဲ့ဒီအချိန်ဆိုသောအရာကိုတန်ဖိုးရှိသောဆရာနော်ပတ်ဝန်းကျင်ကောင်းမိတ်ဆွေကောင်းဆရာကောင်းမှာအဲ့ဒီအချိန်တွေကိုရင်းနှီးပါ